ပြည်ထောင်စုဝန်ကြီးဦးမင်းအောင်နဲ့တာဝန်ရှိသူများဟာဧပြီလ14ရက်နေ့မနက်ပိုင်းမှာနေပြည်တော်တက်ကုန်းမြို့နယ်မဲစလီချင်းကျေးရွာနီးစင်သေးချောင်းပေါ်ရှိစင်သေးရေလောင်တပတ်မှာတမန်ဦးကျောင်းနယ်အပြိုင်အကြောင်းများတမန်ဦးကျောင်းနယ်ကန့်လန့်ပြက်အကြောင်းများတမန်အထက်ပိုင်းအချောနဲ့အောက်ပိုင်းအချောတို့မှာအကြောင်းများဖြစ်ပေါ်ခဲ့ကြောင်းတမန်ချက်ခံမှုနဲ့ဘေးကင်းလုံခြုံရေးတွေတမန်အားဘူမိယူပဗေဒတိုင်းတာမှုလျှက်စစ်ခုခံတိုင်းတာခြင်းဒီစနစ်ဖြင့်တိုင်းတာစစ်ဆေးခြင်းအပါအဝင်မျက်မြင်စစ်ဆေးချက်များအရာမန္တလေးငရေကြီးကြောင့်ဖြစ်ပေါ်ခဲ့တဲ့အကြောင်းများဟာတမန်အပေါ်ရန်6ပေခွဲခန့်အနက်ရှိပြီးတမန်ရဲ့ကြံ့ခိုင်မှုအားထိခိုက်နိုင်စွမ်းမရှိကြောင်းတမန်ရဲ့အကြောင်းများအတွင်းသို့တဲဖြစ်ပြီးထိမျက်နှာပြင်အားရွေးချယ်ထားတဲ့မြေဖို့ဖြင့်တိတ်တဲအောင်ပြန်လည်ပိတ်ခြင်းအပြင်အပေါ်မှမိုးကာများအုပ်ထားပြီးဖြစ်ကြောင်းတမန်ဖြစ်ပေါ်လာမှုအခြေအနေနဲ့ပြောင်းလဲထူးခြားမှုများကိုအချိန်နဲ့တပြေးညီစစ်ဆေးလျက်ရှိကြောင်းသိရပါသည်ဇုံမြေသားတမန်အမျိုးအစားဖြစ်ပြီးတမန်အမြင့်109ပေတမန်အလျား1350ပေရှိစင်သေးရေလောင်တမန်မှဆယ်ရီများကိုတဟက်ကုန်းကြီးရွာအနီးတိစောက်ထားတဲ့စင်သေးရေလွဲဓမ္မတဆင့်စိုက်ပျိုးမြေဧရိယာဧက1000ကျော်ကိုအကျိုးပြုလျက်ရှိပြီးမန္တလေးငရင်ကြီးကြောင့်စင်သေးရေလွဲ10ကျိုးပေါက်ခဲ့မှုအားယာယီရေတာတမန်တိစောက်ပြီးဧပြီလ10ရက်နေ့မှာຫນွေသီးနှံစိုက်ပျိုးရေးပေးဝေခဲ့တော်လဲဧပြီလ17ရက်နေ့မှာရီတာစကေး4အထက်ငရင်2ကြိမ်လှုပ်ခတ်မှုကြောင့်စင်သေးရေလွဲ10တမန်ကိုယ်ထဲမှထူးပေါက်ဖြစ်ပေါ်ခဲ့တဲ့အတွက်ရေလွဲ10မှာစိုက်ပျိုးရေးပေးဝေမှုကိုဧပြီလ12ရက်နေ့မှာရန်နာထားခဲ့ရကြောင်းရေသောစနစ်အတွင်းရှိသီးနှံများပျက်စီးဆုံးရှုံးမှုမရှိစေရန်ဆယ်မြောင်းနဲ့ရေသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနဝန်ထမ်းများကဆယ်ရန်များအသုံးပြုပြီးအားသွန်ခွန်စိုက်ကြိုးပမ်းလျက်ရှိပါကြောင်းသိရှိရပါတယ်ခင်ဗျာ